လုံးတော့ ငါမြို့ထဲသွားမလို့ရွှေရောင်းပြီးတော့မျိုးစားတော့မို့လေ အာကိုရင်သားအေးရလဲဦးမြကလေတကက်နေမြင့်မထွက်တာအခုကလေအစောကြီးရှိသေးရဲ့အဲ့တော့ကြုံခိုက်စုံခိုက်လေရွှေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုထိုင်းလို့ပြောပြပါလား မလွယ်ပါလားနော်နင့်ငါတွေ့တာပြေးလို့မလို့ ပြောပြပါကိုရင်သားအေး တဟဲလုံးနေနဲ့ငါနွားပွဲသားမဟုတ်ဘူးနေကြလိုက်မှငါပြောပြမယ်ရွှေကိုထောင် ရွှေကိုထော် ဒီနေ့ရွှေဈေးဘယ်လောက်ရှိလဲဆိုရင်วันนี้ราคาทองเท่าไหร่คะวันนี้ราคาทองเท่าไหร่คะ ဒီနေ့ရွှေဈေးဘယ်လောက်လဲဆိုရင်วันนี้ราคาทองเท่าไหร่คะวันนี้ราคาทองเท่าไหร่คะ ရွှေလာရောင်းတယ်ဆိုရင်มาขายทองมาขายทอง ရွှေလာရောင်းနေဆိုရင်မာခိုင်ထော်မာခိုင်ထော် ဘယ်လောက်ရောင်းမှလဲဆိုရင်ขายเท่าไหร่คะขายเท่าไหร่คะ ဘယ်လောက်ရောင်းမှာလဲဆိုရင်ခိုင်เท่าไหร่คะခိုင်เท่าไหร่คะ တစ်ချက်သားကို1บาท1บาท တစ်ချက်သားကို1บาท1บาท น้ำมูသားကို50สตางค์50สตางค์ဒါမှမဟုတ်ရင်2สลึง2สลึง ငါးမူသားကို50စတန်50စတန်သို့မဟုတ်2စလင်း2စလင်း တမတ်သားကို1สลึง1สลึง တမတ်သားကို1စလင်း1စလင်း တစ်ချက်သားမှာ4မှတ်ရှိရဆိုရင်1บาทมี4สลึง1บาทมี4สลึง တစ်ချက်သားမှာ4မှတ်ရှိတယ်ဆိုရင်1ဘတ်မီစီစလင်း1ဘတ်မီစီစလင်း ကဲမှတ်မိလားမှတ်မိပေါ်လုံးပေါ်ပါဦး ကိုရင်သားရဲ့နော်လူအများအထင်သေးလို့မှတ်မိပါရဲ့တော့ ကဲတာရင်နဲ့မယ်ထွေးဗီဒီယိုကြည့်ပြီးတော့ထိုင်းစလုံးလေးတွေလေ့လာတက်မြောက်မယ်လို့မျှော်လင့်ပါရဲ့ဒီထက်ပိုပြီးတော့သိကျင်တဲ့ထိုင်းစလုံးလေးရှိတယ်ဆိုရင်လည်းကွန်မန့်အောက်မှာရေးခဲ့ပြီနော်